အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့စောင့်မျှော်နေကြတဲ့ KOS Phase 1လာပါပြီအဲ့တော့ Diamond ထည့်နိုင်တဲ့ညီကိုလေးတွေကအများကြီးမသုံးနိုင်ဘူးဆိုလို့ရှိရင် weekly ဘတ်တစ်ပတ်ပဲထည့်ပါ weekly တစ်ပတ်ထည့်ပြီးတော့10ချိန်ပဲနှိုက်ပါနော်စကင်စုမယ်ဆိုရဲညီကိုလေးတွေကျွန်တော်ကတော့ဒီမှာဖောက်ပြဖို့အတွက် CO တွေအကုန်လုံးဒီမှာရှိသမျှကျဲတွေအကုန်သုံးလိုက်ပြီ Diamond ဟိုဟာထိထည့်မယ်250ထိထည့်မယ်ပေါ့နော် Diamond 100ထည့်မယ်ဆိုရင် brother တို့က9ကက်ရမယ်ပေါ့နော် Diamond 100သုံးမယ်ဆိုလို့ရှိရင်9ကက်ရမယ်ပေါ့နော်brother တို့က Diamond 100ထည့်မယ်ဆိုရင်9ကက်ပဲရလိမ့်မယ်9ကက်ပဲရမှာဆိုရင်စိတ်မပူပါနဲ့ Diamond 100သုံးမယ်ဆိုလို့ရှိရင်ဒီနေ့ထည့်တယ်ဆိုရင်နောက်နေ့2နာရီခွဲမှာ Diamond 120နဲ့1 draw လှည့်လိုက်ပါအဲ့ဆိုရင်10ချိန်ပြည့်သွားပါလိမ့်မယ်ကျွန်တော်က6အောင်လို့ဂူရှင်တို့ဘက်မှာပဲ10ချိန်တစ်ခါတည်းဖောက်လိုက်တယ်ကျွန်တော်မှာ KOS skin Karina skin မရှိသေးလေပေါ့နော်ဘာရလဲဆိုရင်ဒီ Aurora ရတယ် Karina က10ချိန်ပြည့်လို့ရတာပေါ့နော်မရှိသေးတဲ့လူတွေက Karina KOS skin ရလိမ့်မယ်10ချိန်ပြည့်လို့ရှိရင်အဲ့ထဲမှာ Karina KOS skin အပြင်EBIT တစ်ကောင်လည်းပါခြင်းပါမယ် E-Light တစ်ကောင်လည်းပါခြင်းပါဒါ brother တို့ကန်ပေါ်မူတည်ရပါဘင်ကိုကတော့အောက်မှာတန်းသွားတယ်နောက်တဲ့ phase 2မှာလည်းကျွန်တော်ထပ်ပြီးဖောက်ပြပေးသွားမယ်မမြင်တဲ့အတိုင်းပဲချောင်း emote မရသေးတဲ့လူပဲချောင်း emote ရလိမ့်မယ်နော်ကဲနောက်ထပ်တစ်ချိန်စီလှည့်အောင်ချောင်းကြီးပဲပြန်ပေါ့နှစ်စပြန်ရတယ်โอเคနောက်တဲ့တစ်ချိန်မဆိုးပါနောက်တစ်ချိန်emote လာပြန်ပြီရှိပြီးသားတွေပြန်ပေါက်နေတယ်လို့ထပ်ပြီးပေါက်ပြန်ပြီရှိပြီးသားတွေပေါ့ EBS skin လေး lucky box skin လေးပေးလိုက်ပါတော့လားကွာ Diamond 150သုံးရမယ်ဆိုလို့မလို့ကျွန်တော်လည်းသုံးဖို့လူနေရတဲ့တစ်ချိန်ကိုသုံးလိုက်တယ်ကျွန်တော်ပြောသလိုအဲ့လိုတစ်ချိန်ကိုဖောက်လိုက်အဲ့ဆို10ချိန်ပြည့်လိမ့်မယ်နော် emote ကြီးရပြန်ပြီလို့လာပြန်ပြီအဲ့ emote တွေပဲမပေးတော့ဘူးလားနှစ်ကတ်ထည့်ရတယ်ထပ်ဖောက်မယ်တစ်ချိန်ဘာရမလဲပါပူနဲ့ကူပါပါတဲ့ကျေးဇူးတင်ပါတယ်လို့ရှိပြီးသားတွေ normal တွေပဲပြန်ပေါက်တော်စိုးနေပြီလို့8ချိန်ရှိသွားကျွန်တော်နောက်ထပ်2ချိန်ဆိုရင်ဘင်ကိုတစ်ခါရမယ်ပြင်စုမဲ့လူတွေက Karina KOS skin ရှိပြီးသားဆိုရင်ဟိုဘက်မှာတော့ပေါက်လိုက်နော်အခုကကျွန်တော်နောက်ထပ်လာမယ့် Naruto Battle event မှာက Minato နဲ့ Itachi ပြန်ပါလိမ့်မယ်ပေါ့နော်အခုကတော့ Minato တော့ Nolan ရဲ့ double level skin နဲ့စားထိုးထားပြီးတော့ကြတော့Itachi တော့ဂူရှင်နဲ့အစားထိုးထားတယ်ပေါ့နော်ဘာတွေပါလာမလဲဆိုရင်ဒိုင်းရော့ကော်လက်တာပြန်ပါမယ်ဘက်ကီရိုကော်လက်တာပြန်ပါမယ်အောက်မှာမြင်တဲ့အတိုင်းပဲခါကြလက်ကီဘောက်ပြန်ပါမယ်နော်ဟာရာဘူဆာကိုဒီမီနာတိုစကင်ပေးရင်ပိုကောင်းမယ်နော်ကျွန်တော်အထင်ပြောတာပါမီနာတိုစကင်ပေးလို့ရှင်တော့ yellow flash ဆိုကြတော့အဲဒီကတော့ Itachi ရော Julian ပေးမယ်ထင်တာပဲကျွန်တော်အထင်Fanny ရဲ့ Legend skin ကတော့သုံးမနိုင်တဲ့လူတွေကတော့ဖောက်ပေါ့မသုံးနိုင်တဲ့ကျွန်တော်တို့တွေကမဖောက်ဘူးပေါ့ဒါပဲရှိတာပါပဲဒါကတော့နောက်တို့ရဲ့ထုံးစံတိုင်း record ပါမယ်တာဝါတွေပါမယ်ကြောက်တွေပါမယ်စုံပဲကာမာဂီချီရဲ့တာဝါပါမယ်ကျန်တာတော့ကြောက်တွေနဲ့ emote တွေဘာညာတရကနေကြောက်ကွာစီအစုံစံပေါ့နောက်တစ်ခုကတော့ဘေးရဲ့ skin ကိုပြန်လဲလို့ရမယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်မဟုတ်ပါဘူးဒါကရုရှားနိုင်ငံရဲ့သူပြောတာတော့ရုရှား IP address နဲ့ဖွင့်ထားတဲ့သူတွေပဲလဲလို့ရမယ်လို့ပြောတယ်ဒါကနောက်ထပ်ထွက်ရှိလာမယ်နောက်ထပ်ထွက်ရှိလာတာ original server ရောက်နေရလားမသိဘူးပဲ Luna Fast Leomon skin original server မှာ Bizarre ရဲ့ eBay skin ရောက်နေပြီပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲbye bye like and subscribe လုပ်တော့ကြပါအောင်